2026လေးလပိုင်းမှာစတင်မဲ့ဒုက္ခစင်စေဘလူတွေဆောင်းမှာလဲဘလားဆောင်းမှာလဲဟုတ်ကဲ့ခင်ဗျပြောကလည်းကျေးဇူးလိုက်ပါတယ်2026လေးလပိုင်းမှာစတင်မဲ့ခိုတို့မခိုဆိုတာတဲ့ရှီယန်ခင်းစဲတော့တနည်းအားဖြင့်ဒုက္ခစင်စေပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့လူပြိုလူလုံးခလေးရှိတာမရှိတာနဲ့မဆိုင်ပဲနဲ့ဂျပန်နိုင်ငံမှာနေပြီးတော့ကျမ်းမာရေးအမခံဝယ်ထားတဲ့သူတွေတနည်းအားဖြင့်အီရီယိုဟိုကန်ဝယ်ထားတဲ့သူတွေအားလုံးဆောင်းမှာပဲဖြစ်ပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကြတော့ဒီဂျပန်နိုင်ငံရဲ့ကလေးမွေးဖွားနှုန်းကျဆင်းလာတာကိုတစိမ့်တရေတာဝေရောက်ဖြည့်ဆင်းဖို့ရည်ရွယ်ပြီးတော့အခုလက်ရှိပေးနေတဲ့ဂျီရိုတက်ရတဲ့ထက်ပိုပြီးတော့ထောက်ပံ့ပေးဖို့ရည်ရွယ်တာပဲဖြစ်ပါတယ်ဂျီရိုတက်ရတဲ့ဆိုတာကြတော့ဒီဂျပန်မှာကလေးမွေးလို့ရှိရင်တယောက်မွေးရင်ဘလောက်နှစ်ယောက်မွေးရင်ဘလောက်လဲဆိုပြီးတော့ထောက်ပံ့ပေးနေတဲ့ system ဖြစ်ပြီးတော့အဲ့ဒီဟာထက်ပေါ်မှာပိုပြီးထောက်ပံ့ပေးပြီးတော့ကလေးများများမွေးစီခြင်းတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အားလုံးဆောင်မှာပဲဟိုဘာလို့လူပြိုလူလို့ခေါ်လဲလို့ပြောလို့ဆိုလို့ရှိရင်ကလေးရှိတဲ့သူတွေကကြတော့အခေါ်ဆောင်လိုက်ရတယ်ဆိုပေမဲ့လည်းနောက်ပိုင်းကလေးထောက်ပံ့ခြင်းအနေနဲ့ပြန်လည်ရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်တကယ်ဆောင်လိုက်ရတာကြတော့လူပြိုလူလို့တွေပဲမလို့လူပြိုလူလို့ခေါ်လို့ပြောတာဖြစ်ပါတယ်အခေါ်ဆောင်မဲ့ပုံစံကြတော့ဒုက္ခစင်စဲလို့တီးသက်ဆောင်မှာမဟုတ်ပဲနဲ့ကျမ်းမာရေးအာမခံအခေါ်တဲ့နေပြီးတော့ဆောင်မှာဖြစ်ပါတယ်ပြောနေတာကျမ်းမာရေးအာမခံအခွန်တိုးလာမယ်လို့ပြောချင်တာဖြစ်ပါတယ်အခွန်ဆောင်မဲ့ပမာဏကြတော့သူတို့အကြမ်းပြင်းပြောထားတာပေါ့နော်တစ်လကိုရန်250ဝင်ငွေတစ်နှစ်ကို1600လောက်ရှိတဲ့သူဆိုလို့ရှိရင်တော့တစ်လကိုရန်1000လောက်ဆောင်မယ်လို့ပြောထားပြီးတော့အဲ့ဒါတွေကလည်းနောက်ပိုင်းနှစ်တွေကြာလို့ရှိရင်ချင်းနေပုံမူတည်ပြီးတော့ထပ်တိုးကောက်သွားမယ်အစီအစဉ်ရှိတယ်လို့လည်းပြောသွားပါတယ်အဲ့ဒါကြတော့ကြမ်းပြင်းပြောသွားတဲ့ပမာဏဖြစ်ပြီးတော့ကိုဝင်ထားတဲ့ကျမ်းမာရေးအာမခံကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီးလဲအခေါ်ပမာဏအနေအများပြောင်းလဲရှိနိုင်ပါတယ်။သူတို့ကကြတော့အချက်ကုန်တစ်ချက်ပဲပေါ့နော်။အခေါ်လဲတိုးမယ်ကလေးမွေးဖွားနှုန်းလဲတိုးမယ်ဆိုတော့သူတို့နဲ့သူတို့ကတော့ဟုတ်နေရပဲ။သူတို့ကတော့ဟာတလိုက်တက်ဆိုပေမဲ့ကိုရီးယားကြတော့ဟာလိုက်တက်ပေါ့နော်။ Okay အားလုံးစင်ကြပါစေ။ဘေးနာပေါင်းခုလို့လည်းနှိပ်ထွက်ပေးကြပါဦးလို့။ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်။